positive vice ဆိုတဲ့အရာဟာ vibration တုတ်ခါချင်းဆိုတဲ့စကားလုံးကနေဖြစ်လာတာပါ vibration ရဲ့အတူကောက်ဖြစ်ပါတယ်အတွင်းစိတ်ရဲ့ရိတ်ခတ်မှုကြောင့်ထွက်ပေါ်လာတဲ့တုတ်ခါချင်းကြိမ်နှုံးဖြစ်ပါတယ်ဒါဟာစကားလုံးတွေကိုဟန်ဆောင်ပြောသလိုမျိုးတမင်လုံးယူလို့မရပါဘူးလူတစ်ယောက်ရဲ့အတွင်းစိတ်ကနေထွက်လာတာမျိုးပဲဖြစ်ပါတယ်ကိုယ့်ရဲ့အတွေးတွေဟာကိုယ့်ရဲ့ vibration ဖြစ်ပါတယ်လူတွေဟာသူတို့အတွေးကဖြစ်ပေါ်လာတဲ့အတိုင်း vibe တွေထုတ်လုပ်ကြပါတယ်ဒါကြောင့်တဦးနဲ့တဦး vibe ကွဲပြားတာဖြစ်ပါတယ် positive vibe ရှိတဲ့လူတစ်ယောက်ကပြဿနာကိုအေးဆေးစွာဖြေရှင်းတယ်ညှိနှိုင်းမယ်ငယ်တဲ့ပြဿနာကိုပုံမကြီးသွားအောင်ဖြေရှင်းပါလိမ့်မယ် negative vibe ဆွမ်းမိုးနေတဲ့သူဆိုရင်တော့ရန်ကိုရန်ချင်းတုတ်ပြန်မယ်ရှင်းတော့အကောင်းဆိုထပ်မတွေးတော့ဘူးစိတ်ကဖြစ်လာတဲ့အတိုင်းချက်ချင်းတုတ်ပြန်ပါလိမ့်မယ်လူတစ်ယောက်နဲ့တစ်ယောက်တုတ်ပြန်ပုံချင်းကွာခြားနေတာဟာသူတို့အတွင်းစိတ်ကနေရှိတဲ့ vibe တွေမတူလို့ပဲဖြစ်ပါတယ်လူတိုင်းကြုံဖူးကြပါလိမ့်မယ်လူတစ်ယောက်နဲ့စကားပြောလိုက်တဲ့အခါအားအင်ကြီးနဲ့သွားတာမျိုးစိတ်ညစ်သွားရတာမျိုးပေါ့အမြဲတမ်းအစမပြေကြောင်းနေပြီးပြမယ်မကောင်းတာတွေကိုပဲဆွဲတွေးတယ်သူတို့ကိုယ်တိုင်ကလည်းမပြောရွှင်ရတယ်လို့တစ်ဖက်လူကိုလည်းလေးလံထမ်းမိုင်းသွားစေပါတယ်ဒါက negative vibes များတဲ့သူလို့ခေါ်ပါတယ်တချို့လူတွေကြတော့သူတို့နားကလိုက်တာနဲ့ပြောရတယ်ရေမောရတယ်ကြည်နူးရတယ်သူတို့နဲ့စကားပြောနေရရင်စိတ်တက်တာရှိတယ်နှွေးထွေးလုံခြုံရတယ်သူတို့ကိုကြည့်ပြီးကိုယ်တိုင်လည်းကောင်းမွန်တဲ့အတင်းမြင်နဲ့အောင်မြင်ဖို့လမ်းကြောင်းတွေကိုသိမြင်လာရတယ်ဒါဟာ positive vibe ရှိတဲ့လူတွေပဲဖြစ်ပါတယ် vibe ဟာဆွဲဆောင်မှုကောင်းတဲ့သားသဘောရှိတယ်ဒါကြောင့်အထက်တွင်ဖော်ပြထားတဲ့စိတ်ခံစားချက်တွေဟာကူးဆက်သွားတာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာ positive vibe ရှိတဲ့သူတွေနဲ့နေထိုင်သင့်တယ်လို့ကိုယ်တိုင်ကလည်းဒီ vibe လေးကိုမွေးမြူထားသင့်ပါတယ်သူ့ကိုကြည့်ရတာကြည်နူးလိုက်တာတကယ်ကိုအကြည်တက်လေးပဲဆိုတဲ့ပြောတာလေးတွေကြောက်ပူးကြပါလိမ့်မယ် positive vibe ရှိတဲ့သူတွေဟာအကြည်တက်များတယ်အကြည်တက်ရှိတယ်ဆိုတာဟာရုပ်ချောတာနဲ့မတူပါဘူးချောတယ်လှတယ်ဆိုတာအရေးပြားပေါ်မှာရှိတာပါဒါဟာကွဲပြားပါတယ်လူတစ်ယောက်ကိုလှတယ်ဆိုတာမိတ်ကပ်ကြောင့်လည်းဖြစ်နိုင်တယ်လို့ဝတ်ထားတဲ့အကောင်စား brand တွေရဲ့အရှိန်အဝါတွေကြောင့်လည်းပါကောင်းပါလိမ့်မယ်အကြည်တက်ရှိတယ်ဆိုတာကဘာမှမလိမ့်ထားရင်တော့မျက်နှာမြင်လိုက်တာနဲ့အေးချမ်းသွားတာမျိုးစကားပြောကြည့်လိုက်တာနဲ့ကြည်နူးသွားရတာမျိုးအဲ့ဒီအကြည်တက်ဟာသူ့ရဲ့အတွင်းစိတ်ကနေထွက်လာတဲ့ဆွဲဆောင်မှုတစ်မျိုးပဲဖြစ်ပါတယ်စိတ်သားမှန်တဲ့သူလောဘနဲပါတဲ့သူကိုချင်းစာတရားရှိတဲ့သူတွေဟာအကြည်တက်လေးတွေရှိပါတယ်လူတစ်ယောက်ကအတွင်းစိတ်ဖြူစင်းတဲ့အခါသူ့ရဲ့အကြည်တက်လေးတွေကမျက်နှာမှာထင်ဟပ်စေပါတယ်ရှည်ဆွဲရွရည်တဲ့ပိုတစ်စစ်ပိုပြီးကြည်ကောင်းစေပါတယ်လူတွေပြောကြတယ်တချို့လူတွေကဘဝဝအယံမထွက်ဘူးဆိုတာမျိုးအကောင်းစားတွေဘလောက်ဝယတနာတွေဘလောက်စင်စင်အယံထွက်မလာဘူးဒါဟာအမိုင်းတက်တွေစူးမိုးနေတယ်လို့ခေါ်ပါတယ်အတွင်းစိတ်ကမအေးချမ်းတဲ့အခါမျက်နှာထားတွေဟာပူလောင်နေစကားပြောလိုက်တဲ့အခါ negative ဆောင်းတဲ့စကားတွေထွက်လာတတ်တယ်ဒီလူတွေဟာအမိုင်းတက်ဟာအုံမိုးနေတတ်ပါတယ်တနည်းပြောရရင် negative vibes များနေတာပေါ့အကြည်တက်မပြည့်စေဖို့အတွက်အမိုင်းတက်များတဲ့သူတွေကိုရှောင်ဖို့လည်းလိုအပ်ပါတယ်အကောင်းမြင်စိတ်မရှိတဲ့သူအမြဲစူပူနေတတ်သူညင်းညူတက်လွန်းသူစသဖြင့်ပေါ့စုမိတာနဲ့သူများအတင်းထိုင်ပြောတာတွေအစင်မပြေတာတွေကိုတိတ်ငီးသွားလွန်းတာတွေဟာလူကိုအကြည်တက်ပြည့်စေပြီးလက်တိတ်စေပါတယ်တသဘောဟာကူးဆက်တတ်တာကြောင့်ကိုယ့်ဘက်ကအလိုက်သိရှုပ်တတ်ဖို့လိုအပ်ပါတယ်ဘဝမှာ negative vibes များတဲ့သူတွေနဲ့ဝေးလေကောင်းနေပါအောင်မြင်ခြင်းပျော်ရွှင်ခြင်းတွေဟာ positive ဆန်တဲ့နေ့ရက်တွေမှာသာရရှိတာမို့ဘဝထဲအာရုံလာနောက်နေမဲ့သူတွေအကြည်တက်ပြည့်စေမဲ့သူတွေကိုဘန်းထားပါနေ့စဉ်အသုံးပြုနေတဲ့ social media မှာရောလက်တွေ့ဘဝမှာရောပေါ့တချို့တွေရဲ့ negative ဆန်မှုတွေဟာသူတို့ရဲ့ online profile ကနေတောင်မြင်နိုင်တယ်ညဉ့်ညဉ့်ညမ်းတွေ share တဲ့အစဲစကားတွေနဲ့မှတ်တာတွေတွေ့ဖူးပါလိမ့်မယ်အဲ့လိုလူတွေကိုဘန်းလိုက်ပါကိုယ့်အတွက်လည်းအကျိုးမရှိသူများကိုလည်းအနှောက်အယှက်ဖြစ်စေမဲ့အရာတွေကိုဘလော့လိုက်ပါအပြင်လောကကကိုယ့်ရဲ့ personal တွေကို line ပေါ်တင်ဖြည့်ရှင်းကြတာတွေဆဲဆိုကြတာတွေဟာနေ့စဉ်အမျှခက်စစ်စိတ်မြင်လာရပါတယ်ဒီလိုလူတွေကိုအကောက်ထဲထားပြီးစိတ်ပင်ပန်းမခံပါနဲ့အတန်းရှင်းမပေးမိပါစေနဲ့အပြင်လောကမှာလည်းဒီလိုပါပဲအမြဲတမ်းအပြစ်တင်ဝေဖန်တတ်တဲ့သူတွေအကောင်းမြင်စိတ်မရှိတဲ့သူတွေကိုရှောင်ပါဒီလိုလူတွေနဲ့အလုပ်တွဲလုပ်ရတာဖြစ်ဖြစ်တမီကြီးစားပဲဖြစ်ဖြစ်ပတ်သက်မိရင်အရန်စိတ်ပင်ပန်းရပါတယ်ကိုတနေတာကိုအကြည်တက်မပြတ်စေဖို့အရေးကြီးပါတယ်
အကြည်တက်ပြောက်ရင်ဘာမှဖြစ်မြောက်အောင်မလုပ်နိုင်တော့ဘူးတသဘောဟာကူးဆက်တတ်တာကြောင့်အကြည်တက်ဖြတ်မဲ့သူတွေ negative ပိုက်များတဲ့သူတွေကိုအတတ်နိုင်ဆုံးရှောင်ပါ negative ပိုက်များတဲ့လူတယောက်ဆိုတာကိုဘယ်လိုခွဲခြားနိုင်မလဲမနာလိုစိတ်များခြင်းအတင်းပြောခြင်းဟန်ဆောင်လိမ်ညာခြင်းမကောင်းတဲ့စကားများပြောတတ်ခြင်းတပားသူကိုအပြစ်တင်လွန်ခြင်းမိမိကိုယ်ကိုဖြစ်စည်းခြင်းစတာတွေကနေသိနိုင်ပါတယ်negative ဆန်တဲ့သူတွေအနားမှာရှိမနေအောင်ကာကွယ်နည်းဟာကိုယ်တိုင်ကလည်း positive ဆန်တဲ့သူဖြစ်နေဖို့လမ်းချင်းတူမှလူချင်းတွေ့မယ်စိတ်သဘောထားအတွေးခေါ်တွေကမတူညီဘူးဆိုရင်ကြာလက်တွဲနိုင်မှာမဟုတ်ဘူးဒါကြောင့်အကောင်းမြင်စိတ်နဲတဲ့သူတွေနဲ့တွေ့တဲ့အခါကိုကလူသားပိုဆန်းပါ negative ဖိုက်များတဲ့သူတွေနဲ့ကြုံရတဲ့အခါမေတ္တာတရားဖြင့်ဆက်ဆံပါကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ positive ပဲရအောင်ဘယ်လိုနေရမလဲကိုချစ်ပါအကောင်းမြင်စိတ်နဲ့နေထိုင်ပါအတွေးတွေကိုတတိထားပါသူတစ်ပါးအားဝေဖန်ခြင်းရှောင်ပါတွတ်ဆက်ပြီးပန်းတွေနဲ့ကင်းနေပါရဲပါပြုံးပါကျင်နာပါပေးကမ်းလှူဒန်းပါကိုအလုပ်ပြီးကိုဘဝကိုသာ focus ထားပါကျမ်းမာရေးဂရုစိုက်ပါကောင်းမွန်တဲ့အရာတွေဟာကျွန်တော်တို့ကိုယ်တိုင်ကောင်းမွန်တဲ့ပြုမှုကောင်းမွန်တဲ့စိတ်ထားနဲ့နေထိုင်မှသာရောက်ရှိလာပါလိမ့်မယ်သူတစ်ပါးပေါ်မယုံပါဘူးမနာလိုမဖြစ်ဘူးမကောင်းတဲ့စကားတွေမပြောဘူးစသဖြင့်စိတ်ကိုတရှိအောင်ထားတဲ့အခါကံကောင်းခြင်းတွေဟာကိုယ်စီဝင်ရောက်လာပါလိမ့်မယ်စိတ်ထားကောင်းရင်ကံကောင်းတာပဲမဟုတ်လား